အားလုံးမင်္ဂလာပါဒီချက်အခု freestyle ကိုယ်တိုင်းတွက်နေလေးပြောပြပေးမယ်เนาะကျတို့ဒီ freestyle ကကြတော့ customer အပ်တဲ့ freestyle ကိုယ်တိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ ready to wear ချုပ်တဲ့ freestyle ရဲ့ကိုယ်တိုင်းနဲ့မတူ ready to wear ကြတော့ကျတို့ small medium လက် size သူ့ရဲ့ size ချက်တွေနဲ့သွားတာ customer အပ်တဲ့ကြတော့သူ့ရဲ့ကိုယ်တိုင်းနဲ့သွားမယ်ကျတို့ပခုံးတွေဂျိုင်းတွေကြတော့မူရင်းပတ်တမာတိုင်းဆွဲလို့ရတယ်ကိုယ်တိုင်းအရှိရလဲငကိုမူရင်းပတ်တမာတိုင်းပဲတက်လက်မကွဲကိုယ်တိုင်းထက်ပိုရှိလိုက်ဒါပေမဲ့သူ့ရဲ့ရင်ခါတင်နေကြတော့customer ရဲ့ရင်ခါတင်ပတ်လေကိုမှတချေတို့လေးနဲ့စားမယ်လေးပုံပုံတယ်လို့ခေါ်တာပေါ့နော်အဲ့လိုလေးနဲ့စားပြီးထွက်လာတဲ့အဖြေကိုတချေတို့ကတက်လက်မခွဲအနည်းဆုံးပေါင်းမယ်နည်းနည်းပို့ပြီးတော့ပွားလာလို့ချင်းနှစ်လက်မပေါင်းမယ်ရင်ပတ်လေခါပတ်လေတင်ပတ်လေတွေကိုလေးနဲ့စားမယ်ထွက်လာတဲ့အဖြေကိုတက်လက်မခွဲဒါမှမဟုတ်ရင်နှစ်လက်မပေါင်းမယ်ဒါဆိုရင်ကျတို့ customer အပ်တဲ့ freestyle ရဲ့ grind 20လေးရပါပြီအဆင်ပြေကြပါစေဘယ်လိုအကြောင်းများကြောင့်အဆိုကိုယူလာတဲ့စိတ်ခိုင်မမကိုငိုကုန်တဲ့ခါငိုနွမ်းပြောင်းပြမသွားအောင်ပြန်လဲစင်ရဲ့